မင်္ဂလာပါရှင် Spooky Cabin ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့ညကျမတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတိုင်းယဉ်ကျေးပြီးသားဖြစ်တဲ့မဟာသမယတုတ်ကြောင်းပဲဖြစ်ပါရရှင်ဒါပေမဲ့ကျမပြပြမှာကတရားတော်ရဲ့အနတ္တိပဲမဟုတ်ပါဘူးဒီတုတ်တော်ကြီးရဲ့နောက်ွယ်မှာရှိနေတဲ့မမြင်ရတဲ့လောကသားတွေရဲ့ထိတ်လန့်ဖွယ်ရာဖြစ်ရမှန်းတစ်ခုအကြောင်းပါရှေးလူကြီးတွေကပြောမှုကြတယ်အိမ်မှာမဟာသမယသုံးရွရအောင်အိမ်ဆောင်နဲ့ဖယ်ပေးရတတ်တယ်တဲ့ဒီစကားကဘာကိုအခြေခံပြီးပေါ်လာတာလဲတကယ်ရောဖြစ်နိုင်လားဒီမိခွန်းတွေရဲ့အဖြေကိုရှာဖွေဖို့အတွက်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတောနက်ထဲကဟိုင်းကိုတစ်ခုစီကိုကျမတို့သွားကြပါစို့အဲ့ဒီကူထဲမှာလူသားရဟန်းတစ်ပါးနဲ့မမြင်ရတဲ့မိသားစုတစုတို့ရဲ့ကြားကထူးခြားဆန်းကျယ်တဲ့တွေ့ဆုံမှုတစ်ခုရှိခဲ့ပူပါတယ်ဆက်လန်ဆော်ရာကတော့တောရဆောက်တည်နေတဲ့ရဟန်းတော်တစ်ပါးစီကပါဒီရဟန်းတော်ကလူသူရောက်ပေါက်နေတဲ့တောနဲ့ကြီးတွေကတဘာဝကြောင်းလိုင်းကိုတစ်ခုမှတရင်သုံးနေထိုင်ပါတယ်ဒီဘက်ဆိုရင်ညက်တန်တွေတရလှုပ်တန်တွေနဲ့အေးချမ်းပေမဲ့ညရောက်ပြီဆိုရင်တော့ဒီနေရာဟာကြောက်စရာကောင်းလောက်အောင်ခြောက်ချစရာကောင်းတဲ့နေရာတစ်ခုဖြစ်ပြောင်းလဲသွားတတ်တယ်ညစဉ်ညတိုင်းရဟန်းတော်ဟာတကောင်းရန်ချိန်ရောက်ရင်မိကွက်လေးတစ်လုံးထုံးပြီးဝပြုစုတောင်းလေးရှိတယ်။ပြီးရင်တော့လက်ပြမအပေါင်းတို့ချစ်ခင်မျက်နှာပါရဲဆိုတဲ့မဟာသမယတုတ်တော်ကြီးကိုရွတ်ဖတ်ပူဇော်ပါတယ်။ရဟန်းတော်ရဲ့တန်ဟာလှိုင်ကူကျဲကြီးထဲမှာပဲ့တင်ထပ်ပြီးတော့ညရဲ့တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တိုင်းပတ်ဝန်းကျင်တစ်ခုလုံးကတက်ရှိတတ်မဲ့အားလုံးဟာငြိမ်သက်သွားသလိုခံစားရတတ်တယ်။လေတိုက်တန်တွေရက်သားတယ်။ပြီးအော်တန်တွေတိတ်သွားတယ်။အရာအလုံးကရဟန်းတော်ရဲ့ရုပ်ဖတ်တန်ကိုနားဆွနေသလိုပါပဲဒါပေမဲ့တညမှာတော့အဲ့ဒီအေဂျင့်မှုကပြည့်စည်သွားခဲ့ပါတယ်ရဟန်းတော်ကပုံမှန်တိုင်းပဲမျက်လာရှစိတ်ကိုစုစည်းပြီးမဟာသမယတုတ်ကိုရွတ်ဖတ်နေတာပါသမန္တာစကားဝါလေးသူအတ္တရာကိစ္စံတို့ဒီဝတ္တလို့အစချီလိုက်တဲ့အချိန်မှာပဲကိုရဲ့အမောင်ရိတ်တစ်ခုစီကနေရှာကြီးတငင်ငိုကြွေးနေတယ်မိမတယောက်ရဲ့အတန်ကိုစတင်ကြားလိုက်ရပါတယ်ကျွန်တော်တို့ဒီဝိနည်းများစွာတတ္တဝါတို့ယဟန်တော်လည်းရွလက်စကိုခဏရက်ပြီးတော့နာဆွမ်းလိုက်တယ်တောနတ်တဲ့ညတကောင်ရန်လူသူကင်းမဲ့တဲ့လှိုင်ကူဒီအချိန်ဒီနေရာမှာမျိုးသမီးတယောက်လာငုံနေတယ်ဆိုတာဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စလေဒါပေမဲ့အတန်ကပြတ်မသွားပါဘူးပို့ပြီးတော့ကျဲလာလေးတယ်ဆိုရဲအတန်နဲ့အတူကလေးငယ်တယောက်ရဲ့ဆူဆူဝါဝါအော်ငိုတန်မှာရောပါလာတယ်ယဟန်တော်ကမေတ္တာကမ္မထံစီးပြင်းထားသူမို့ကြောက်စိတ်မရှိပါဘူးဒါကြောင့်အတန်လာရအမှောင်ရိပ်ဘက်ကိုလှမ်းပြီးမေးလိုက်တယ်တက္ကမဘာတူလဲဘာလို့ဒီအချိန်ကြီးလာငုံနေရတာလဲလူလားနတ်လားအဲ့ဒီအခါမှာငိုတန်ကတဖြည်းဖြည်းတိတ်သွားတယ်ပြီးတော့လေထဲကနေအတန်အောကြီးနဲ့ဒါပေမဲ့တုံရင်နေတဲ့အမျိုးသမီးအတန်တစ်ခုပြန်ကြားလိုက်ရတယ်အရှင်ဖေဟာတပည့်တော်မကလူမဟုတ်ပါဘူးဒီလိုင်းကူမှာမိခုနေထိုင်တဲ့ဘလူးမသားမိပါဖေဟာရဟန်းတော်လည်းအံ့ဩသွားတယ်ဒါဆိုဘာလို့ငိုရတာလဲငါကိုတော်ကနင်တို့ကိုဒုက္ခပေးနေလို့လားဒုက္ခပေးတာတော့မဟုတ်ပါဘူးဖေဟာဒါပေမဲ့ရှင်ဖျားညတိုင်းဒီတုတ်တော်ကြီးကိုရွတ်ဖတ်တဲ့အခါတပည့်တော်တို့သားမိမှာနေစရာမရှိဖြစ်သွားတယ်ဒီနေရာမှာစိတ်ဝင်စားစရာအချက်ပေါ်လာပါပြီဘလူးမကဆက်လျှောက်တယ်အရှင်ဖျားမဟာသမယတုတ်ဆိုတာနတ်ပြမာရင်အလောနှစ်သက်တဲ့တုတ်တော်ကြီးပါအရှင်ဖျားစပြီဧဝမေတုတေကံသမယမကောသာဝတိယဝိဟာရတိလို့ယူလိုက်တာနဲ့တပြိုင်နက်ဒီလိုက်မှုတွေကိုတကိုးကြီးတဲ့နတ်မင်းကြီးတွေမြမကြီးတွေအများကြီးရောက်ရှိလာကြပါတယ်သူတို့တွေရောက်လာတဲ့အခါတပည့်တော်မတို့လိုတကိုးနှိမ့်နဲ့မြေပြင်နေနတ်တွေဘလူးတွေကဒီကူထဲမှာဆက်နေလို့မရတော့ပါဘူးနေရာဖယ်ပေးရပါတယ်တကိုးကြီးသူတွေရဲ့အယောင်ဝါကိုမခံနိုင်တာကြောင့်ဂူဘဝကနေအောက်ဘက်ရှုံမြောင်နေတဲ့အထိဆင်းပြေးရပါတယ်ရှုံမြောင်နေရလဲကျင်းချက်ကြောက်ဆောင်နေရလဲဆူရှာထက်မြက်တော့မရဲ့ကလေးကနေရထိုင်ရခက်လုံးလို့ခုလိုထငူတာပါဖေ။မိတ်ဆွေတို့စဉ်းစားကြည့်ပါရှင်။ကျမတို့လူသားတွေအနေနဲ့ကုသိုလ်ရအောင်ဖះစာရွတ်ဖတ်နေပေမဲ့ကိုဘီနာကမမြင်ရတဲ့ပုဂ္ဂိုလ်တချို့အတွက်တော့အကြကမိဘအမြင်ရှောင်ပြေးရတယ်လို့ဖြစ်နေနိုင်တယ်ဆိုတာကိုပေါ့။ယဟန်တော်ကလည်းသဘောပေါက်သွားတယ်။
မိမိရဲ့ကုသိုလ်ပြုမှုကသူတစ်ပါးကိုဆင်းရဲစေမှမသိပဲဖြစ်သွားခဲ့တာကိုဒါကြောင့်ယဟန်တော်ကပြန်မေးတယ်ဒါဆိုငါကိုတော့ဘယ်လိုလုပ်ပြရမလဲဘလူမကပြန်လျှောက်ပါတယ်အရှင်ဖေဟာမဟာသမယတုတ်ကိုမရွတ်ခင်မှာမေတ္တာတုတ်ဒါမှမဟုတ်ယတနာတုတ်ကိုအရင်ရွတ်ပေးပါဖေဟာပြီးရင်တပည့်တော်မတို့ကိုနေရာဖယ်ဖို့ကြိုတင်အသိပေးပြီးမှရွတ်ဖတ်ပါဖေဟာအဲ့ဒီညကစပြီးယဟန်တော်ဟာမဟာသမယတုတ်မရွတ်ခင်မှာမေတ္တာတုတ်ကိုအရင်ရွတ်တယ်ပတ်ဝန်းကျင်ကိုမေတ္တာဖြန့်တယ်ပြီးမှကဲတကိုးကြီးနဲ့မင်းများလာရောက်ကြတော့မှာမို့ရှောင်ရှားလို့သူများရှောင်ရှားကြပါကုန်လို့စိတ်နဲ့အာရုံပြုပြီးမှရွတ်ဖတ်ပါတဲ့နောက်ပိုင်းမှာတော့ငိုတန်တွေမကြားရတော့ပါဘူးကဲပရိသတ်ကြီးဒီဆက်လန်ကနေကျမတို့ဘာသင်ခန်းစာယူရမလဲအိမ်မှာမဟာသမယတော့မရွတ်နဲ့ဆိုရက်ယူဆဟာတကယ်တော့ကိုယ့်အိမ်မှာရှိနေတဲ့အိမ်ဆောင်နဲ့မိယူဖလာနဲ့တွေကတကိုးနေနေခဲ့ရင်ဒီတုတ်တော်ရဲ့တကိုးအာနုဘော်ကြောင့်နေစရာမရှိဖြစ်သွားမှာကိုစိုးရင်လို့ရှေ့လူကြီးတွေကတားမြစ်ခဲ့ကြတာဖြစ်ပုံရပါတယ်ဒါပေမဲ့တကယ်တမ်းကျတော့မေတ္တာရှိထားပြီးစနစ်တကျရွတ်ဖတ်မယ်ဆိုရင်လူရောနှက်ပါနှစ်ဦးနှစ်ဖက်ရွတ်ရှိနိုင်ပါတယ်ဆိုတာကိုဒီဖြစ်ရက်ကတက်တည်ပြနေပါတယ်မနေ့ပြန်မှာရောမိတ်ဆွေတို့မဟာသမယတုတ်ရွတ်ဖို့အစီအစဉ်ရှိလားရွတ်မယ်ဆိုရင်တော့မိတ်ဆွေတို့ရဲ့အိမ်တောင်းတနေရာကနေရှိုက်ကြီးတငင်ငိုတန်ကြားမလားဆိုတာတော့ဘယ်သူမှအာမမခံနိုင်ပါဘူးနော်ဒီနေ့ Spooky Cabin ရဲ့အစီအစဉ်ကိုဒီမှာပဲရပ်နာလိုက်ပါရစေရှင်နောက်တစ်နေ့တွေမှာပြန်လဲဆုံတွေ့ကြပါစို့ရှင်အားလုံးပဲကျမ်းမာချမ်းသာကြပါစေရှင်